ကောင်တောင်ခန်းကိုတေချာဖို့တိုက်တကယ်တော့စစ်တိုက်တယ်ဆိုလူတတ်တာနိုင်ငံတော်ကိုကောက်ွယ်ရခဏထားပါအဲ့တော့မင်းတို့တက်ရှင်ကျင်လားအသက်ရှင်ကျင်ရန်သူကိုအိုးအောင်ရင်တက်မင်းကဘာလဲဆိုရင်တိတ်တုံညာနဲ့ကွန်ဆာရငါတို့တိုက်လာတယ်တကယ်ငါတို့တိုက်မယ်ဆိုတောင်းရဘာမှမဆိုင်တဲ့ဓနုတွေကိုလက်နက်ကင်နိုင်တယ်ဓနုဒေတာကိုလာဖြက်စီးတယ်သူများခိုင်းဘက်ဖြစ်နေရတာမရှက်တတ်တဲ့သူကိုပြောမှရမယ်စစ်ပြစ်နေတဲ့ဒေတာမှာဒီကောင်တွေ့တဲ့လူတိုင်းရတယ်ငါတို့လူပဲလေဘုံကြီးတဲ့ဘာဖြစ်အရွယ်ကောင်းလို့ရှိရင်တနက်ကင်ခိုင်းလို့ရတယ်ဒါနဲ့တောင်းခန့်ချသွားပြီဆိုဟာမဟုတ်ပါဘူးခိုင်စောရဲ့ခင်ဗျားအခုတိုက်အမြောက်တက်ဆိုတာကိုသိရငါတို့ကန်လာတဲ့သွေးတွေဘလောက်ရဲလဲဆိုတာမင်းတို့ပြဟာဟုတ်လေအချင်းသေးပြီးတိုက်မှာအကုန်လုံးတေချမှာပဲဆရာကြီးဒီတက်ခွဲကိုစက်ပြီးဥမဆောင်နိုင်တော့ဘူးဆိုရင်ကျွန်တော်စက်ပြီးဥဆောင်ပါနော်လိုက်မယ်ဗျာဆရာရဲတာဥဆောင်နေဆိုရင်ငရဲသွားထိလိုက်မယ်မတိုက်ရဲတဲ့ကောင်လည်းရှင်းတော့ကောင်းကိုတက်ပြီးလိုက်ဒီတိုက်ပွဲစပြီဆိုတာနဲ့တိုက်ဖို့လိုက်ပြီးမှဖက်ပြေဖို့မစင်စားဘူးစစ်တပ်ရင်ငါကိုယ်တိုင်လိုက်စစ်တပ်ရင်ထွက်ပြေးတဲ့ကောင်ရှိရင်ငါကိုယ်တိုင်ပြစ်တတ်ငါထွက်ပြေးရင်လည်းငါ့ကိုစစ်ကောင်စီကြောင့်တော်တော်အထင်ကြီးနေတာဟဲ့ရောဘာလို့လောက်ထင်ကြီးနေတောင်ခမ်းမှာရှိနေတဲ့တက်တယ်ထက်ရောက်လာရင်တက်မတယ်ခံချရတဲ့တက်တယ်ဟုတ်တော့လိုက်တဲ့တက်တယ်ဖြစ်နေပြီဗျ